မင်္ဂလာပါဒီဗီဒီယိုမှာတော့တက်ဒီဇိုင်းပြောင်းတဲ့သင်ခန်းစာပဲဖြစ်ပါတယ်တက်ဒီဇိုင်းပြောင်းဖို့အတွက်ပထမဦးဆုံးစာတစ်ကြောင်းရေးလိုက်မယ်စာရေးပြီးလို့ရှိရင်တော့အပေါက်ကအမှတ်ချစ်ကိုနှိပ်ပေးလို့ရတယ်လို့အဲ့ဒါခောက်လို့လည်းရပါတယ်အဲ့ဒါခောက်ပြီးတာနဲ့မူတူယူမယ်ပြီးလို့ရှိရင်စာသားပေါ်မှာကလေးတစ်ချက်ထောက်မယ်ပြီးလို့ရှိရင် Ctrl T နဲ့ transform လုပ်မယ်ဒီ option bar ရဲ့အပေါ်မှာဒီနားလေးမှာမြေခွေရှိတယ်အဲ့ဒီမြေခွေလေးကိုတစ်ချက်နှိပ်လိုက်မယ်မြေခွေနှိပ်လို့ရှိရင်ဒီနားမှာ ARC တွေ့ရမယ်အဲ့ဒီ ARC ရဲ့ဘေးနားမှာများလင်း outside ရှိတယ်အဲ့ဒီများလင်း outside ကိုတစ်ချက်နှိပ်လိုက်မယ်ဒီနားမှာ R ရယ် fly ရယ် weight ရယ်ဆိုပြီးတွေ့ရမှာပဲဖြစ်ပါတယ်ဒီနေရာမှာတော့ကိုကြိုက်တဲ့ design ယူသုံးလို့ရမှာပဲဖြစ်ပါတယ်အခုကတော့ R ကိုအရင်စားလိုက်မယ် R ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ပေါင်းနေဆွဲလိုက်မယ်ကိုကြိုက်တဲ့အနေထားထားပေးလို့ရမှာပဲဖြစ်ပါတယ်ဒီအပေါ်ရဲ့ option လေးတွေကိုလည်းစပြီးအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကိုစိတ်ကြိုက်ဖြစ်သွားပြီဆိုလို့ရှိရင်အမှတ်ကြီးကိုတစ်ချက်နှိပ်ပေးလိုက်မယ်နောက်တစ်ခုစမှုအတွက်တိုက်ကိုယူမယ်ပြီးလို့ရှိရင်စလေးတစ်ကြောင်းရေးလိုက်မယ်ပြီးလို့ရှိရင်တော့အမှတ်ချက်နှိပ်မယ်ပြီးရင် Ctrl T နဲ့ transform လုပ်မယ်ပြီးရင်မြင်းခွေးကိုတစ်ချက်နှိပ်မယ်ပြီးရင်တော့ ARC ရဲ့ဘေးနားမှာများလေး outside ရှိတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်မယ်ဒီတစ်ခါကျတော့ weight ကိုတစ်ချက်နှိပ်လိုက်မယ် weight ကိုနှိပ်လို့ရှိရင်တော့ဒီလိုမျိုးစာalign လေးတွေ့ရမှာပဲဖြစ်ပါတယ်ဒီ align လေးကိုလည်းကိုစိတ်ကြိုက်ချိန်လို့ရမှာပဲဖြစ်ပါတယ်ကိုစိတ်ကြိုက်ဖြစ်သွားပြီဆိုလို့ရှိရင်တော့အပေါက်ကအမှတ်ချစ်လေးကိုတစ်ချက်နှိပ်ပေးလို့ရမှာပဲဖြစ်ပါတယ်ဒီစာလုံးတွေ design ပြောတဲ့သင်ခန်းစာကိုလည်းအားလုံးအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်